ဒီနေ့ကတော့မာရှာလာအလ်ဟမ်ဒူလ illah ပဲလူကလည်းအားရပါရရှိတယ်အလူရှင်ကလည်းများတယ်ကျွန်တော်လူပေးထားတဲ့လူပဲက1500ကျွန်တော်တို့ဗမာတီလူရှင်1500တောင်ရှိတယ်အဲ့တော့ဒီနေ့1800လောက်ကိုကောင်းကောင်းဝေလို့ရပါတယ်ဘာလို့ကျွန်တော်ကိုလှူပေးထားတဲ့တချို့တပူးသမားတွေနှစ်ပူးသမားတွေငါးပူးသမားတွေ10ပူးသမားတွေဘူးတရားသမားတွေစသည်စုပေါင်းအလှူလေးလည်းဖြစ်ပါတယ်ကျွန်တော်ကအမြဲတမ်းလှူရင်ပြောပါတယ်ဗျကျွန်တော်တို့တယောက်တည်းဘယ်တော့မှမလှူခိုင်းပါဘူးဘာဖြစ်လို့1000လှူတဲ့လူလည်းကျွန်တော်1100ထည့်ပေးလိုက်တယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်မှာအလှူလေးတွေရှိလို့ပါထို့အတွက်ကြောင့်လှူပေးတဲ့သူတွေအားလုံးရဲ့ကျေးဇူးတွေပါမေတ္တာတရားတွေပါတကယ်ကိုကျွန်တော်ကိုယုံကြည်မှုအပြည့်ထားလို့ယနေ့လိုအပ်တဲ့နေရာလေးဆေးရုံဆေးကန်းတွေရက်ွက်တွေမှာကျွန်တော်လှူဒန်းနေရတာပါလှူဒန်းခွင့်ရနေတာပါအတိုင်းမသိလဲဝမ်းသာပါတယ်ဒီနေ့ဆိုရင်ဒါကျွန်တော်ထင်ပါတယ်လူ2000ကျော်စာလေးကိုကျွန်တော်တို့လှူရတာဗျကျွန်တော်ဒီနေ့ဆေးရုံကြီးမှာရောကျွန်တော်တို့ဒါကျွန်တော်တမန်တမီသားစုဆိုင်ရှိမှာရောဒါဝေငှနေတာပေါ့နော်လှူဒန်းပေးတဲ့သူတွေတဦးချင်းစီတိုင်းကျေးဇူးတင်ပါတယ်အားလုံးလည်းဒုက္ခတောကတွေဝေခွင့်ပါစေလေဘေးမီးဘေးငလင်ဘေးမုန်တိုင်းဘေးဘေးရနယ်စုမျိုးဒုက္ခစုမျိုးကံကြမ္မာစုမျိုးကင်းလို့ကြပါစေပျော်ရွှင်သားရချမ်းမြေသောမိသားစုဘဝလေးတွေကိုလည်းပိုင်ဆိုင်